ဝိုင်ဂျန်ကိုနဲ့ဝိုင်ပြက်စီးရင်ခရီးစဉ်အစကနေအဆုံးထိဘယ်ကားစီးရင်ဘယ်လမ်းသွားနေလဲဆိုတာလမ်းကြောင်းချင်းရှင်ကြည့်လို့ရမယ့် feature ပါတယ်။အဲ့တော့ကိုသွားမယ့်နေရာကိုဘယ်ကားစီးရင်တော့ပို့ပြီးတော့မြန်တယ်ဘယ်လမ်းကြောင်းကတော့ကိုနဲ့ပို့အဆင်ပြေဆိုပြီးတော့ရွေးချယ်ဖို့ပို့လဲထားပါမယ်။အရင်ဆုံးဝိုင်ဂျန်ကို app ထဲဝင်မယ်လမ်းကြောင်းရှာတဲ့နီလန်းนี่အမျိုးမျိုး share ထဲမှာဒီဗီဒီယိုမှာကိုတွားချင်တဲ့မှတ်တိုင်နာမည်ကိုရိုက်ထည့်ပြီးတော့ရှာတဲ့နီလန်းကိုသုံးပြထားပါတယ်။အဲ့တော့ကိုတွားချင်တဲ့မှတ်တိုင်နာမည်ကိုရိုက်လိုက်မယ်ကိုကတကုံစန္ဒနာမှာရှိရဆိုတော့လမ်းကြောင်းရှာလိုက်တဲ့ချိန်မှာအနီးနားတစ်ဝိုက်ကမှတ်တိုင်တွေကိုပြပါလိမ့်မယ်အဲ့ထဲမှာကိုအဆင်ပြေတဲ့မှတ်တိုင်တစ်ခုကိုရွေးလိုက်မယ်ဒီမှာတော့ကားလမ်းကြောင်းနေနိုင်ရှင်ပြီးကြည့်လို့ရတာကိုပြချင်တဲ့အတွက်ကြောင့်ကားရက်တာများတဲ့မှတ်တိုင်ကိုရွေးပြီးတော့ပြပါမယ်ဒီမှာဆိုလို့ရှိရင်တရရောက်တဲ့ကားရွှေရောင်ပေါင်ကွက်ထားတာ6စီးရှိတယ်အဲ့ထဲမှာဆိုလို့ရှိရင်82ကဒီလမ်းကနေတွားတယ်ဒီပုံပေါ်မှာကားတွားမဲ့လမ်းတစ်လျှောက်ကိုဒီလိုတေချာလေးဆွဲပြထားတယ်61ကဒီလမ်းတွားတယ်တရရောက်တယ်17ဆိုလို့ရှိရင်တော့သူကတရရောက်တော့ရောက်တယ်ဒါမဲ့လမ်းနဲ့ရှောက်ရမယ်ကားစီးရမယ့်လမ်းကြောင်းပို့တူရမယ်89ဆိုလို့ရှိရင်လည်းတူတူပဲ136ဆိုလည်းတူတူပဲ20ကျတော့ကားစီးရမယ့်လမ်းကြောင်းပို့ပြီးတော့ရှည်သွားတယ်လမ်းလဲနည်းနည်းရှောက်ရမယ်အဲ့ဒီတော့တနေရာထဲမှာပဲကားလမ်းကြောင်းတွေကိုတစ်ခါတည်းနိုင်ရှင်ပြီးကြည့်လို့ရတာမို့လို့ကိုနဲ့ပို့ပြီးတော့အဆင်ပြေမဲ့ကားကိုရွေးပြီးတော့စီးလို့ရပါပြီကားနံပါတ်လေးရွေးပြီးသားပြီဆိုလို့ရှိရင်တော့ live mode ကို on ဖို့လုံးဝမမိပါနဲ့เนาะအဲ့ဒါမှ alarm system လေးကောင်းကောင်းအလုံးလုံးမှာမို့လို့ပါအားလုံးပဲအဆင်ပြေကြပါစေ